ပြောခဏမရမ်းကြော်လေးကသားအတွက်ကြော်ခဲ့တာဟုတ်တယ်သာသနာလမ်းလေးလည်းထိုးပေးပြီဒါလေးကသားအတွက်လက်ဆောင်ဘာကြံသေးလဲပြောတခါလေးပြီးဒါပါပြောနောက်တစ်ဖြတ်တော့ဒါကောကိုဝင်းနဲ့လားကိုင်းနေနေချောကိုလို့ဆိုနော်ကိုကြီးအချင်းဆိုပြီးကရဏန်ကြီးကြီးကရှစ်ခါလောက်ထိုးပြီးလူကန်တိုက်လာမနော်ဟုတ်ကြတူ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 အော်ဒီလောက်လုံးများနေတော့ကိုလာရခိုင်းနေနေမနေနဲ့မလားဟုတ်လာတယ်တယောက်ရိုက်ခိုင်းလိုက်ပါလားချစ်ဆုံးရဲ့အောက်ကတယောက်ရိုက်ခိုင်းလိုက်ပါလားမဆောက်သားတွေကျန်နေယူတော့မယ်နောက်ပြီးတော့ပါတီโอเคစမယ်ရပြီနော်ဆိုင်းရပြီနော်တယောက်လေးလည်းရပြီနော်အစီပြေပြီနော်အစီပြေဆွဲမယ်ရလာကိုအဲ့ဒါရောက်လားမရလို့ရအောင်လို့ဖာမှာကြောက်ဟုတ်လားဒါကျွန်တော်အချင်းကြီးတိုက်လိုက်တာပြိတ္တကိုချားတယ်ဘာမှမလုပ်ရွာသားတွေခေါင်းစားနှုတ်လည်းမရှိဘာမှမရှိဘူးအဲ့အတွက်ကိုလိုပြကြဒါဒင်္ဂါဒီပဆရာဦးအောင်ကျော်ထွန်းကတေးရေးခိတာမူဦးရအောင်တန်းစင်ထဲပေးတာဟုတ်ကဲ့ပြောပြပြီးတော့ပတ်မိုးတိခတ်ပေးတာဒီလေးအောင်ဖြိုးပြတဲ့ SYM Music Band နဲ့အတူဘယ်တော့ဆိုဝိုင်းတော်သားများ